Hello အားလုံးပဲမင်္ဂလာပါရှင်ကျမတို့အခုပေါ်တိုပေါ့နော်တူရကီနိုင်ငံပေါ်တိုမြို့ကနေပြီးတော့မှ live နဲ့လိုက်တာဖြစ်ပါတယ်ကိုကြီးပြောပါအောင်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မနေ့9နိုင်လောက်နေစထွက်လာပေါ့နော် Lisbon နေဖာတီမာကိုဘာလောက်ရောက်တယ်နော်12နိုင်လောက်ရောက်တယ်ဖာတီမာနေပြီးတော့မှကျွန်တော်တို့2နိုင်ခွဲပြန်အထက်ပေါ့နော်2နိုင်ခွဲထွက်တာအခုပေါ်တိုကိုဘာလောက်ရောက်တယ်နော်4ခွဲလောက်မှရောက်တယ်4ခွဲလောက်ရောက်တယ်4ခွဲလောက်ရောက်တယ်ဆိုတော့2 hours drive ပေါ့နော်ဆိုတော့တော်တော်တာရတယ်ပေါ်တိုကလည်းသူ့နီးသူ့ဟာနဲ့တော့တော်တော်လေးတာရလာပါတယ်ပေါ့နော်ပေါ်တိုကဒီကျွန်တော်တို့ပေါ်တူဂီမျိုးရဲ့ပေါ်တူဂီနိုင်ငံရဲ့ဒုတိယမြို့တော်လည်းဖြစ်တယ်ပေါ့နော်စက္ကန့်မြို့တော်လည်းဖြစ်တယ်တော်လည်းတာရတယ်အဲ့တော့မကြီး audience ကိုပြလိုက်ပါဟုတ်ကဲ့ကျွန်မဟိုဟာလေးကင်မရာလေးကိုဟိုဘက်လှည့်ပြီးတော့မှရှူကင်းလေးကိုပြလိုက်ပါအောင်မယ်ဘယ်လောက်လှလဲဘယ်လောက်မိုက်လဲဆိုတဲ့ဟာလေးပေါ့နော်ရှင်းအောင်မြို့လေးဘယ်လောက်တာရလဲပေါ့နော်ဒါကတော့အဆောက်အဦတွေပေါ့နော်ရှေးဟောင်းအဆောက်အဦတွေ1880နှစ်တဲ့အဲ့ဒါစောက်ထားတဲ့ချိုးဆောက်ဦးတွေကအဲ့လောက်ကနှစ်ကစားနှစ်ပေါင်း150ကျော်ပြီပေါ့နော်ဒါကတော့ဒီမှာကြည့်လိုက်ရင်မိတ်ဆွေတို့တအားလှတဲ့မြင်ကွင်းတွေကိုမြင်ရတော့မှဖြစ်ပါတယ်ဒီကုန်းစာဖြင့်စောင့်မျှော်ကြည့်ရှုပါအခုကျမတို့ဒီလမ်းဘေးဒီဝိုင်းလေးတွေရှိတယ်ဒီမှာတရားကြီးကအမြင်ကြီးပဲတရားပေါ်မှာလူတွေလမ်းရှောင်နေကြတာပေါ့နော်အဲ့ဒါတချင်းစုံတဲ့လူဟုတ်နော်ပြီးတော့ဒီမှာတရားကြီးအဲ့တရားကြီးတအားလာအဲ့လိုမျိုးတရားမျိုးဒီမှာ3-4စင်းလောက်ရှိတယ်ပေါ့နော်ဒါရတော့ဟိုဘက်ချမ်းပိုးတောင်းလို့ပြောရဲဒါတော့ဒီနေ့မရောက်တော့ဘူးလက်ပြန်မှာပဲသွားလို့ရတော့တောင်းပဲစကိုင်းဝေးတွေလည်းရှိတယ် cruise တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတော့စီးပြစ်မယ်မထင်တော့ဘူးအချိန်ကအဲ့လောက်အများကြီးမရဘူးဒီမျိုးတော်ရရ Oh my god ဟောပေါ်တော့ Oh my god Oh my god Oh my god လေးပဲရိုက်ပြဒါလေးနဲ့တီးလို့ရဒီအဆောက်အဦတွေကလေချိုးဟာတွေကပုံနဲ့ဆောက်ထားတဲ့အဆောက်အဦတွေကနှစ်ပေါင်း100ကျော်ဆိုတော့ဒါပေမဲ့တချို့တွန်းနဲ့ဆောက်ထားတဲ့ဟာတွေတော့အစ်စ်တွေစတီရှိတယ်တော်တော်မရှိရှိဘေးဘက်မှာမြစ်ပေးပေါ့နော်မြစ်မှာဘယ်နဲ့ပြလိုက်ပါကာယထားခြင်းမရှိဘူးပေါ့နော်တော်တော်ဒါတော့နည်းနည်း risk ရှိရနော် barrier မရှိဘူးနော် slip train for hazard ပေါ့ပင်လေဟိုမြစ်ထဲကိုပြုတ်ကျသွားနိုင်တယ်ပေါ့ရေမကူးတိုင်တော့နားမကတ်တာကောင်းတယ်ရေကူးတိုင်တော့မှမလွယ်ဘူးတော့အောက်မှာဘာရှိမှကိုမသိဘူးဆိုတော့ဒီကောင်နည်းနည်းတော့ဟောပေါ့ ဆရာလေးကတော့နည်းနည်းလေးကြောက်ရတယ် unsafe situation ပေါ့ဒီလေးနော်unsafe condition တော့ဝန်တော့ရှောက်ဆက်ပြီးတော့မှဒီလမ်းလေးကိုရှောက်ပြီးတော့မှမိတ်ဆွေတို့ကိုခေါ်သွားပါမယ်လိုက်ပြီးတော့ကြည့်ရှုကြပါလို့ချက်တီလားချက်တီဟုတ်တယ်ချက်တီcruise river cruise အမေအခုမရှိတော့9နိုင်ခွဲရနေ4နိုင်45အထိပဲဖွင့်နေဆိုအခုမရှိတော့ဘူးအခုကဒေတာစင်တာကြီး9နိုင်ခွဲရှိပြီပေါ့နော်ဒါ G60 ရိုက်လို့ရတယ်ဗောနော်ဒါ photo video ပေါ့ video ရိုက်လို့ရတယ် G60 ဒါတော့ tourist attraction နေရာပေါ့နော်ဒီမှာဆိုလေဒီလမ်းလေးလာနော်မိုက်တယ်ဒါကားလမ်းဒီမှာလေးထူးဆန်းတာပေါ့နော်ဒီလိုလမ်းတွေကလူလဲရှောက်လို့ရသလိုကားတွေလည်းသွားလို့ရတယ်ပြီးတော့သူကကတ္တရာလမ်းပုံပေါ့နော်ဒီလိုအုတ်ကလေးတွေနဲ့စီထားတဲ့လမ်းကိုကားတွေသွားလို့ရတယ်ဒါလေးဆိုလည်းမိုက်တယ်ပေါ့နော်ဒီထဲဝင်ကြည့်အောင်နော်မနှောအောင်နော်မနှောသူကဘာဖြစ်လဲနော်ဖြတ်လန်းလေးတွေဖြတ်လန်းလေးတွေနည်းနည်း drive ဖြစ်တယ်ဟုတ်သူတော့သိမရှိ
ဒီမှာစင်ရော်လေးတွေလည်းအများကြီးပဲပေါ့နော် ဒါပေမဲ့ပေါ်တူဂီကဟိုပါဗောနော်ဒီ European countries တွေထဲမှာဟိုဒီ world wide မှာဟို criminal rates ကတော့တော်တော်လေးကိုနေတယ်ဗောနော်ဆိုတော့ပြောလို့ရှိရင်တော့ဒီကတော့ဟိုတော်တော်များများတော့ recommend လုပ်ထားတာတော့ဟိုပါဗောနော်retirement တော့ဒါအတင်းတော်ဆုံးနိုင်ငံထဲမှာတစ်ခုအပါဝင်ပေါ့ ဒါအဆောက်အဦလေး ကို audience တွေလည်းတကယ်လို့ဒါဒီလိုနိုင်ငံလေးတွေစိတ်ဝင်စားမယ်ဆိုလို့ရှိရင်ပေါ်တူဂီကိုရွေးချယ်လို့ရပါတယ် သူကတော့ဈေးပေါ်တာများလေ ဈေးပေါ်တာတော့မဟုတ်ဘူးနော်ဈေးပေါ်တာဈေးချိုတယ်ပြောတော့ EVN water လားမနေ့ကရိုးပါတယ်ရိုး manual water တော့အဲ့ကြောင့်မို့ဈေးချိုတာတခုတည်းကြောင့်မဟုတ်ဘူး living standard တော်တော်မြင့်တယ်လူတွေရဲ့ attitude ပေါ့နော်သူတို့ရဲ့ attitude တွေသူတို့ behavior တွေကအစဒါအစင်တန်းတစ်ခုရှိရဆိုသူတို့စကားပြောချင်းတည်တယ်သူတို့တစ်ခုခုနော်သူတို့ rushing ဖြစ်နေတော့မှတစ်ခုမေးရင်သူချက်ချင်း response ပြန်ပေးတယ်နော်သူကိုကြီးချင်းနဲ့စိတ်တွေရှိတယ် ကိုကြီးတောင်းရင်လည်းရိုက်ပြီး ဟောအဲ့တခုတည်းမဟုတ်လေသူဘာ information ပဲမေးပေါ့နော်မသိတော့မှသူက Google လေးခောက်ပြီးတယ် ဟုတ်တယ် ပြီးတော့မှရှာလို့မရတော့မှသူကတောင်းပန်ပြီးသူကပြန်လာအဲ့လိုဆို ဟုတ်တယ် shopping နော် ပေးရ တော်တော်ချစ်စရာကောင်းတယ်သူတို့ကဆိုတော့ကိုရီရောက်ခဲ့တာ European country တွေတော်တော်များနေပြီပေါ့နော်ဆိုတော့ဒီအားလုံးထဲမှာမဆိုးသူကစပိန်နဲ့ပေါ်တူဂီက number 1ပေါ့စပိန်ကတော့ဒုတိယလောက်လိုက်မယ်လို့ပြောလို့ရတယ်လူတွေရဲ့ attitude တွေ behavior တွေနောက်သူတို့ရဲ့ဒီပေါ့နော်သူတို့ရဲ့ living standard တွေလည်းတော်တော်လေးကိုတော်မြင့်တယ်လို့ပြောလို့ရတယ်နော်ဒီမှာအများကြီးပဲကကြီးတွေရောရောက်နေနော်ကကြီးတွေကငယ်တော့မတွေ့ဘူး ခောက်ပြီး ခောက်ပြီးတော့ခောက်ခဲ့ပါလေနောက်လေနော်စာလုံးတွေကတော့အများကြီးပဲတိုးနေလာတာနော်နောက်ချီးနိုင်နည်းနည်းတွေ့တယ်ချီးနဲ့တွေ့တယ် သူတို့ချူနိုင်ငံတွေအချင်းချင်းပေါ့ သူတို့နဲ့ချင်းပတ်ပြီးတော့ လေကြတဲ့သူတွေများနေနော် ဆိုတော့သူတို့တော့အိမ်မှာသူတို့နော်ထိုင်ရဲတယ်ဒီလားသူဘာမှအကန့်ရမရှိအောက်မှာအဲ့ stair တွေလည်းမရှိဘူးကြာ ဟုတ်တယ် staircase မရှိ ကြောက်လည်းမကြောက်ဘူးဒီစီပဲ သူကြတော့တိုင်းဟိုဒါမြင့်နော် ဟုတ်တယ်ဒါမြင့်ပေါ်တူမြင့်ပေါ်တူတွေပါတယ်မသိဘူးပေါ်တူမြင့်တယ်မြင့်နာမည်တော့မသိသေးဘူးဘောဒါလေးကတော့တအားကိုလာရလှပါလေ ဒီပေါ်အေးလာနော်အဲ့လက်စနော် လက်အများကြီးပဲပေါ့နော်ညာဘက်မှာရှိတယ် သူက taste မျိုးစီပေးတယ်ဒီလားသူဂျပန်တော့လည်းဂျပန်နဲ့ကြိုက်ပါတယ်အာရှမှာနော်သူလည်း taste မျိုးပေးတယ်ဒီ European country တွေမှာလည်းသူကနိုင်ငံအလိုက်ပေါ့နော် taste မျိုးစီပေးတယ်သူက လာတယ်ဒါလာဒီကလည်းလာတယ်နော်ဟိုအဲ့ရလည်းဒီမှာဟိုအရီကလည်းလာတယ်ပေါ့နော်ရှုခင်းနေရလေးလာတယ်ဒါပေမဲ့သူကအဆောင်ဖြာလေးပေါ့နော်သူကအချမ်းဆုံးကတော့ February လာတယ်အခုကတော့အချမ်းဆုံးလာတော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့တော်တော်ချမ်းတယ်လို့ပြောလို့ရ အခုကပဲအခုအချိန်ပဲ temperature တော့ရှိတယ် အခုတော့ဘာလို့ရှိလဲရှစ်30ဝင်းကျင်တော့ရှိမှထင်တယ် စေဝန်ကျော် အခုက temperature တော့မှန်းတတ်နေဆရာကြီးချက်ဆရာကြီးအဆင်ရောက်သွားတယ်အဲ့တော့ပေါ်တူမြေရဲ့ပေါ့နော်ဒါ club key လို့ဟာမျိုးနော်စလုံးမှာ စေဝန်ဆို lucky ဒါတည်းတော့ဘူးအကြီးတာပေါ့နော် ဒါပူကြီးရဲ့ သူမြင့်ရဲ့ range ကကျဲတာကို ဒီလိုတရားကြီးညကာလေးနဲ့ထားနေတယ်နော် ပေါ်ပြန်တယ်မလား တော်တော်ပြင်ပြန်စမ်းပါ ကမလည်းသူ့ရဲ့ညစာဆမ်းပါဒီမှာပဲလား မဆောင် ဒီမှာဆမ်းလား မခိုင်း ဒီမှာလားအော်โอเคအော်သူစောင့်စံဒီနားမှာလား ဟုတ်ကောင်းချီသွားရအောင် 如果被情绪了，被情变什么？
6နိုင်လေ9နိုင်50တော့9နိုင်40ရှိတယ်10မိနစ်လောက်တော့အချိန်ရပြီ အပေါ်နဲ့တက်လာ ဟုတ်ကဲ့ဒါတော့တအားလှပတဲ့နေရာလေးတွေပေါ့နော် ဒါတော့မြို့ထဲကိုပြန်တက်နေရပါတော့ဒီပေါ့ကနေ ဟုတ်တယ် တော် slope တွေတိလား မနေ့ကညတော့အိုးတောင်းပေါ့နော် သူရဒီဟိုလေးကground level up and down ဖြစ် တောင်ပေါ်မြို့လေးပေါ့ပြောရရင်နော်တောင်ပေါ်မှာမြို့တည်ထားတဲ့သဘောလေးပါဒါလေးရတော့နားလာဒီအိမ်လေးနဲ့ကြားတယ် ခွေးလေးချစ်စရာလေးပြန်ခွေးတကောင်လောက်မွေးရော ဒါလေးလည်းလှတယ်မရှိတဲ့နော်မ ဒါတော့ချစ်သူလမ်းကြားပါနော်ကျောင်းမမတွေ့စုံနေမတွေ့ ကဲအဲ့ဒါတောင်းမလား တော့မိုင်မောနေလား မောတယ် တော့ deep slope ပြန် ဟုတ်ဒါတော့ဆိုဗီနီယာရှော့လေးတွေပေါ့နော်ဟိုတဲ့ရတော်တော်ညောင်းတာဆိုဗီနီယာရှော့လေးဒီအဆောင်ကြီးရောင်းနေဆိုင်လေးပါQue vuela ahí. Es que ve. He asking for way, this way. You don't block the way. Please be conscious. To a statue to cook. မကင်းနေကိုယ်ပလင်းနေ ဒါမျိုးလည်းပြန်အောင်လိုက်မြို့တွေသွားတဲ့ဘက်ပေါ့နော် ရဲခေါ်တဲ့ဘက်ကိုမှတိုင်နေတယ် နည်းနည်းလေးလမ်းလျှောက်လာ ဒီမျိုးမှာတော့ဒါ port city ဖြစ်တဲ့အတွက် seafood တွေပေါ့နော်နည်းနည်းကြီးရအော်တိုပတ်ဆိုပါလေဟုတ်နော် shell တွေရှိတယ် cherry ရှိတယ် နောက် ခူလာ fish မျိုးစုံနော်မာဆယ်ရှိမယ် ခူပေါ့နော် မာဆယ်ရှိရ crab ရှိမယ် နောက်အဲ့ coffee ကလည်းဒီမှာ coffee ရှိရ cuttlefish ရှိရငမန်းအောင်ရှိလားမသိဘူးဟုတ်တယ်ရှိလားပင်လယ်မြို့ဆိုတော့ ဟုတ်ပါတယ်ကားဘတ်ကားတွေပေါ့နော်အော်ဘတ်ကားမတိုင်အောင်ဘယ်လိုကြီးလဲဒီလိုအော်ကားဘတ်ကားမတိုင်မဲ့ဘူး ရှောက်တာမရှိဘူး နော်ဒီလိုမပွိုင်လေးရပါစကား အဲ့လေရှောက်တာမရှိဘူး ပြနော်ဒီမျိုးလေးနော် ကျက်မိုးမရောက်တယ်တော့အဲဒီကတော့ဟောဖြစ်တယ်လေဖဲဖြစ်တော့တိတ်မလို့ကြည့် ဟုတ်တယ် အဲ့စကူတာတိုင်းမယ်ဒီကတော့ဆက်တော့ စကူတာ
ပေးစီရတာနော် Okay let's turn around โอเคဟိုကတန်တယ်ပေါ့နော် အဲ့တန်နိုင်လား တန်တယ်လေ အော်အဲ့တန်နိုင်နော် ကာပေါ်တဲ့တန် မင်းတို့တန်တဲ့ engineer တွေဒီမှာလို့ဖြစ်တာပဲဟုတ်တယ်ဟိုမှာလည်းတန်တဲ့ဖောင်းတယ်မနေ့က ဟုတ်တယ် သူက Lisbon မှာလေ ဟုတ်တယ် တကယ်တော့တော့ area ပါတယ်ဖော်တူမျိုးပေါ့နော်ဖော်တူကပေါ့ချီမျိုးပေါ့နော်ဒီ second largest city in Portugal ပေါ့နော်ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်ကျမတို့ခုပေါ့နော်ခီးတွေသွားလာနေတာဒီဆိုလို့ရှိရင်10ရက်လောက်ရှိပြီပေါ့နော် ဆက်ရှိဦးတယ်နော် 9ရက် ဘာ ထား မှ လိုက် ဘောနေတို့ထွက်လာမန်နေထွက်လာလေဒီ Monday ဆိုတော့9ရက်10ရက်ရှိ 10ရက်ရှိပြီပေါ့နော်2ရက်လျှော့ပေးလိုက်တယ် โอเคရှေ့လောက်ရှိပါတော့ကျမတို့ဒီလိုခီးတွေပေါ့သွားလာနိုင်နေပေါ့နော် flexible ဖြစ်တယ်ကျမတို့ digital business တွေကြောင့်ဖြစ်ပါတယ်ဒီ digital business တွေကိုကျမတို့လွန်ခဲ့တဲ့နှစ်လောက်ကနေစပြီးတော့မှလုပ်ခဲ့တယ် business ကလည်း blessing ရရှိတယ်နော်ဒီလို message တို့အနေနဲ့ပေါ့နော်သူကြည့်တဲ့ message တွေထဲမှာခီးသွားလာရင်ပေါ့နော်ဒေသန္တရဥပဒေတွေရှာဖွေရင်းပေါ့နော်ခီးသွားတာဝါသနာပါတဲ့သူတွေပေါ့နော်ဒီလို business မျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်เนาะကျမတို့ရဲ့ website မှာပေါ့နော်registration လုပ်ပြီးတော့မှ free webinar ကိုနားထောင်လို့ရပါတယ်ကျမတို့ဆိုလည်းစစချင်းလုပ်ခဲ့တဲ့အချိန်ကဒီလို free webinar လေးနားထောင်ရအောင်စပြီးလုပ်ကန်ခဲ့တာပေါ့နော်အခုဆိုလို့ရှိရင်ဒီ business မှာဆိုရက်တီနာ2နှစ်လောက်ရှိပြီဒီ business ကလည်းပေါ့နော်ကောင်းကျိုးတွေရရှိနေတယ်ပေါ့နော်ဒါကြောင့်မို့ဒီဆိုလို့လည်းဒီပေါ့နော်ကြီးသွားလာရင်ဟိုဘာမှချိန်များကြီးပေးစရာမလိုဘဲနဲ့ပေါ့နော်လုပ်လို့ရတယ် business လေးကိုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ website မှာ registration လုပ်ဖို့မရှိဘူးဖိတ်ခေါ်ပြစီ website ဒီပြောပြပါ www.signinwe.com ဖြစ်ပါတယ်ရှင် ဒီကွာဘောနော် festive season နဲ့ဖြစ်တယ် Christmas အချိန်ခါသမယမှာပေါ့နော်ဒီ promotion package တွေပါလိမ့်များရှိရင်ပြောပြပါဦး အခုကတော့ဒီရှိတယ်ဒီ digital business ကိုဒီပေါ့နော် 31st December အတွင်းပေါ့နော် join လဲဆိုလို့ရှိရင် bonus plan လေးတွေလည်းရှိတယ်ပေါ့နော်စာပြီး contract လက်မှတ်ရေးထိုးမယ် business စလုပ်မယ်ဆိုလို့ရှိရင်အဲ့မှာ bonus plan လေးတွေရှိတယ်အဲ့တော့တကယ်စိတ်ဝင်စားတဲ့သူတွေအနေနဲ့ပေါ့နော်ကျွန်မတို့ Messenger ဖြစ်ဖြစ် WhatsApp ကဖြစ်ဖြစ် message ပို့ပြီးတော့ဖြစ်ဖြစ်မင်းမြန်လို့ရပါတယ်ဒီတလောက်ပြီးတော့ sharing လုပ်သွားပေးမှာဖြစ်ပါတယ် should be end up our life here Okay so ကျမတို့အခု live လေးကိုဒီမှာပဲရန်နာလိုက်ပါတော့မယ်နောက်နေ့မှာကျမတို့သွားမဲ့မြို့တွေကနေတော့မှ live တွေထပ်ပြီးတော့မှလွှင့်မအောင်မယ်အားလုံးကိုကျေးဇူးများကြီးတင်ပါ အခုလိုနာညိခံမျက်စိညောင်းခံပြီးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်ကိုစိတ်နေပြကြမ်းမှချမ်းသာပါစေ โอเคပါမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်အားလုံးပဲဘိုင်ပါ location လေး add လုပ်လို့ခဏလေး add လုပ်လို့ရလားမသိဘူးအော်မရတော့သူဆက်စချင်းလေး location add လုပ်ရင်လုပ်လို့ရတယ်ဒီလားအခုမရတော့ okay stop here